အိမ်ကမှန်းထားတာနဲ့နှစ်ဆကုန်တာရနာရေးတဲ့တို့အိမ်တော့ကလည်းထဲတလောက်ကိုဝင်းနေတာတဲ့အမေရေဟုတ်လားအမေအိမ်ကမှန်းထားနှစ်ဆကုန်တဲ့အမေရဲ့ရင်ထဲစကားလေးပြောပြလိုက်ပါဦးဘာဖြစ်တယ်ဟမ်အမေပြောရလေခုနကလေတော်ပြီနှလုံးတောင်းဘာဖြစ်တယ်နှလုံးတောင်းလို့ဘာဖြစ်လို့နှလုံးတောင်းကြာလို့ပတ်စံဖောက်ကလာကိုမလာလားအော်ပတ်စံမလောက်တော့ဘူးမလောက်လည်းမလောက်လည်းမရဘူးအမေသမီးတို့ဒီတိုင်းဆက်နေလို့မရဘူးဒီမှာအမိုးမရမယ်မေအမေဖြေပေးမနိုင်ဘူးဟဲ့ဘလို့ဖြေပေးမနိုင်လဲမရဘူးလေဒီတိုင်းဘလို့နေမှာတော့မကြည့်ဒီမှာတကားတော့မထည့်ရသေးဘူးကျမအခန်းကတသေးလေးရကြည့်ပါဦးကျမအခန်းကတသေးလေးကျမတို့အိမ်ကပစ္စည်းလေးဆိုတော့ပစ္စည်းလေးတော့အများကြီးကုန်တယ်မေးထားကြတဲ့သူတွေဘယ်လောက်ကုန်လဲဆိုတာပြီးလို့ရှိရင်ဒါအကုန်လုံးတင်ပေးမယ်နော်အကုန်လုံးဘယ်လောက်ကုန်လဲဆိုတာပြီးလို့ရှိရင်အကုန်လုံးပြန်ပြီးတော့တင်ပေးပါမယ်လို့ဆက်ကျမတို့ဒီအမိုးတောင်ရောက်ပါမလားမသိဘူးပတ်စံမလောက်တော့လို့